review page နဲ့စာအုပ်ကလေးကတော့စာအုပ်ရဲ့အမည်ကတော့လူတိုင်းအတွက်ပဋ္ဌာန်းဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်ကိုရေးသားတဲ့စာရေးဆရာကကျတော့ဓမ္မဘေဘီအရှင်ဝရိယတောင်စွန်းဆရာတော်ဖြစ်ပါတယ်အဖြစ်လို့ဒီစာအုပ်ကို review ရေးရတယ်လေပေါ့နော်ကျွန်တော်ကပထမဓမ္မဘေဘီဆရာတော်ကျွန်တော် online ကနေပဲကျွန်တော်မေးလိုက်တယ်ပေါ့နော်ဆရာတော်ဒီစာအုပ်ကိုစဆုံး YouTube မှာ Facebook မှာ TikTok မှာကျွန်တော်ဖတ်ပြဖို့စဉ်းစားရင်းနဲ့ဆရာတော်မေးလိုက်ပါတယ်မေးလိုက်တော့ဆရာတော်ကကူးယူဖော်ပြခွင့်လည်းမပေးထားသလိုမဖော်ပြနဲ့လို့လည်းမတားမြစ်ပါဘူးတဲ့ဆရာတော်လူတိုင်းအတွက်လေ့လာသိခြင်းဖတ်သိခြင်းလို့ရေးထားတာပါတဲ့အဲ့လိုဖြစ်တော့အတန်ဖမ်းပြီးတော့တင်တဲ့ပုံကိုယ်တွေကျွန်တော်တို့တွေကလည်းတစ်ဖန်စဉ်းစားတာပေါ့နော်ဆရာတော်တော့တားမြစ်တာလည်းမဟုတ်ဘူးခွင့်ပြုတာလည်းမဟုတ်ဘူးလူတိုင်းအတွက်လေ့လာသိခြင်းလို့ရေးထားတဲ့စာအုပ်ဖြစ်တဲ့တရားပေါ့ဒါပေမဲ့စာအုပ်တော့ဖြစ်ပေါ်မလွယ်ဘူးပြကျွန်တော်ကိုယ်တိုင်လည်းအနက်မီရှင်ဆိုတဲ့ကလောင်နဲ့စာရေးနေတာပဲစာအုပ်တော့ထွက်ဖို့ဆိုတာကဖြစ်ကလဆန်းရေးရင်တော့ထွက်တာပေါ့နော်ဒါပေမဲ့တော်တော်နဲ့လေ့လာပြီးသုံးသပ်ပြီးရေးဖို့ဆိုတာကတော်တော်ခက်ပါတယ်နောက်ပိဋကဒေသနာတွေဆိုတာလည်းသူ့ရဲ့ဘာဝထအတိဘာယထတရထစသည်ဖြင့်နီးတွေကိုဖော်ထုတ်ပြီးရေးတဲ့ကံမလဲလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးတောင်ကြံပြုဖို့ဆိုတာလည်းမလွယ်ပါဘူးအဲဒါကြောင့်မို့ကျွန်တော်က review ပဲရေးလိုက်တဲ့သဘောပါစာအုပ်ပထမတော့စာအုပ်ဖတ်ပြမလို့ပဲဒါပေမဲ့စာအုပ်ရေးတဲ့သူတွေစာအုပ်ထုတ်ဝေတဲ့သူတွေစာအုပ်ရောင်းတဲ့သူတွေရဲ့အကျိုးခံစား권ကိုကျွန်တော်ပိတ်ပင်တယ်လို့ဖြစ်မှာဆိုလို့ကျွန်တော်ဒါကို review ပဲရေးလိုက်တာပါဒါကြောင့်လူတိုင်းဝယ်ယူအပေးနိုင်ပါတယ်စာအုပ်ရဲ့အမျိုးအစားပေါ့နော်ဒီစာအုပ်ကဘာအမျိုးအစားလဲဆိုတော့ဘာသာပြန်နဲ့ပြောမယ်ဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့စကားတော်တွေကိုပြန်ဆိုတဲ့ဘာသာပြန်လို့ပြောခြင်းလဲပြောလို့ရတယ်နောက်တစ်ခုကစာအုပ်အမျိုးအစားကစိတ်ပိုင်းဆိုင်ရာကိုယ်စိတ်ဘာဖြစ်နေတယ်ဘယ်လိုဖြစ်နေတယ်ဆိုတာတွေကိုဟောကြားထားတဲ့အဘိဓမ္မာအမျိုးအစားပေါ့နော်စိတ်ပိုင်းဆိုင်ရာအဘိဓမ္မာမျိုးစားပေါ့နောက်အကြောင်းအရာတွေကဘာတွေပါမလဲဆိုရင်ကျွန်တော်တို့တွေနေ့စဉ်နေ့တိုင်းဖျားရှိခိုးတယ်နောက်ပြီးတော့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းပဋ္ဌာန်းနေပူဇော်တယ်အဲ့ဒီကမှာပါတဲ့ပဋ္ဌာန်းဆိုတဲ့ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောစသဖြင့်အဲ့လိုဒီအဓိပ္ပာယ်တွေရဲ့အကျယ်အဝန်းတွေကိုရှင်းပြထားတဲ့အကြောင်းအရာတွေပေါ့နော်ဒါကလူတိုင်းဖတ်တင်ပါတယ်ဘာလို့တများစီမှာဖြစ်နေတဲ့ဟာမဟုတ်ဘူးဗျာကိုယ်စီမှာဖြစ်နေတဲ့ကိုယ်စိတ်ချင်တွေကိုတင်ပြထားတဲ့အကြောင်းအရာတွေဖြစ်ပါတယ်နောက်ဒီထဲမှာဇက်ကောင်နေနဲ့တော့ပြောစရာမရှိဘူးပြီးဒီမှာဆိုတာဇက်ကောင်ကစိတ်နဲ့ဒီယုံနဲ့စိတ်ပဲပေါ့နော်ဒါပေမဲ့လို့ဒီထဲမှာဒီစာအုပ်ထဲမှာဘာတွေပါမလဲဆိုရင်ဇက်ကောင်နေပါမယ်ဘာဇက်ကောင်နေလဲဆိုတော့ဒီတဟဇာတာပစ္စည်းတို့အဓိပတိတို့ဒီလိုတက်တဲ့နေရာမျိုးတွေမှာတုတ်တန်ဒေသနာဖြစ်တဲ့ဇတကဇတ်တော်တွေကိုနှိုင်းရှင်ပြီးဥပမာပေးထားတာတွေရှိတယ်ပေါ့နော်ဒါကတော့ဒီပဋ္ဌာန်းဒေသနာတော့မှပါဝင်တဲ့စာဝတ္ထုတွေပါမယ်ပေါ့နော်စာကောင်ကတော့မျိုးစားအများကြီးပါပဲတို့ကပဋ္ဌာန်းပစ္စည်းတစ်မျိုးမှာအများကြီးပဲပါလိမ့်နောက်တစ်ခုဒီစာအုပ်ကိုသုံးသပ်ချက်ချမယ်ဆိုရင်ကျွန်တော်တို့တွေလေ့လာရခက်ပါတယ်ဆိုတဲ့ဒီပဋ္ဌာန်းကျမ်းကိုဒီစာအုပ်ကိုဖတ်ရှုခြင်းအပြင်အဓိပ္ပာယ်တွေကုန်သိနိုင်တယ်ကိုရဲ့ကိုပြန်ပြီးတော့ကိုရဲ့ရေတောင်းမြစ်ဆိုတဲ့ဟေတုပစ္စည်းရောဟိတ်6ပါးထဲမှာကိုကဘယ်ရေတောင်းမြစ်အတန်နေတယ်လဲဘယ်ရေတောင်းမြစ်အားနေနေတယ်လဲကိုကြည့်ပြီးကိုပြင်ဆင်ရမှာပေါ့နော်ဒါကိုသုံးသပ်လို့ရတယ်ကိုသုံးသပ်ခွင့်ရှိတယ်နောက်ပြီးတော့တခြားလူတွေရဲ့စိတ်ခံစားမှုကိုလည်းကြည့်နိုင်တယ်ဒီတစ်ဖက်သားရဲ့စိတ်ကိုမသိနိုင်ဘူးဆိုပေမဲ့လို့ဒီစာအုပ်ကိုဖတ်ခြင်းအပြင်လူတွေရဲ့ဖြစ်နေတဲ့စိတ်ကိုလည်းခံမှန်းလို့ကြည့်နိုင်တယ်သိနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့သုံးသပ်ချက်လေးပါနောက်အတ္တချက်ဆိုတော့အနိစ္စလည်းဒီထဲမှာပြောရခက်တယ်အနိစ္စဆို
မြတ်စွာဘုရားရဲ့ဒီပဋ္ဌာန်းဒေသနာတော်ရေးထားထုတ်ပြန်ထားတာဆိုတော့အနေချက်ကတော့မရှိပါဘူးအတ္တချက်တစ်ခုကတော့ကိုယ်စိတ်ကိုသိလာတဲ့အနေထားပေါ့နော်နောက်ဒီစာအုပ်ကိုဖတ်လို့ရှိရင်ဘာတွေရမလဲဆိုတော့စိတ်ပိုင်းဆိုင်ရာနောက်ပြီးတော့ကိုယ့်ရဲ့စိတ်ပါဝါတွေပြည့်ပြုပြင်နိုင်တဲ့စွမ်းအားတွေအများကြီးရနိုင်တယ်လူလောကအတွက်စီးပွားရေးလုပ်ငန်းတွေအဆင်မပြေဘူးလားဆိုတော့အဆင်ပြေတယ်အဲဒါပဋ္ဌာန်းဆိုတာဖုံးကြောင့်မှတောင်းရတဲ့ຢာမမှုတော့ဘူးရနော်လူလောကမှာတုံးတဲ့ຢာဖြစ်တဲ့အတွက်ကြောင့်မို့ဒီပဋ္ဌာန်းကိုလေ့လာသင့်တယ်အများကြီးရနိုင်တဲ့ကြိုးတရားတွေရှိပါတယ်လို့ကျွန်တော်ပြောချင်တယ်ဒါကြောင့်ဖတ်ကြည့်စေချင်ပါတယ်နောက်ဒီစောင်းနဲ့ပတ်သက်လို့မေးစရာမေးခွန်းမရှိလဲဆိုတော့မေးစရာမေးခွန်းတော့ကျွန်တော်မရှိဘူးကျွန်တော်ဖတ်ရတာနည်းနည်းနောက်ကျသွားတယ်လို့ကျွန်တော်လောင်တတ်ရမိတယ်ဆရာတော်ကလည်း2022မှာထုတ်တယ်ကျွန်တော်ကလည်းဒီ2026မှာထိတွေ့ခံစားခွင့်ရတယ်ပေါ့နော်တော်တော်နောက်ကျသွားပါကျွန်တော်ဒီစောင်းကိုတွေးတဲ့ချိန်မှာပဲကျွန်တော်အသက်32နှစ်ဖြစ်နေပါဘူးဒါကြောင့်မို့ကျွန်တော်မေးခွန်းမေးစရာရှိတာကကျွန်တော်တော်တော်နောက်ကျသွားပါတယ်လို့မေးချင်ပါတယ်ဒီစာအုပ်နဲ့ပတ်သက်လို့တော့မေးစရာမေးခွန်းသိမရှိပါဘူးနောက်တစ်ခုကဘယ်သူတွေဖတ်တဲ့တယ်လဲပေါ့နော်ဘယ်သူတွေဖတ်တဲ့တယ်လဲဆိုတော့ဒီအားကလူတိုင်းဖတ်တဲ့တယ်ပြစ်နိုင်ကလေးဘဝကလေးဖတ်နိုင်ခဲ့ရင်ပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့ကိုဘဝကိုပြင်နိုင်ဖို့ကိုဘဝကိုဒါဟာမှားနိုင်တယ်မှန်နိုင်တယ်ဒီလမ်းကြောင်းတက်တော်မတက်တော်ဘူးဆိုတဲ့ကိုယ့်ရဲ့စိတ်ပါဝါအားတွေကိုသိခွင့်ရရင်ဘလို့ပြင်ဆင်ခြင်းပိုရတယ်ပေါ့နော်။နောက်အသက်ကြီးတဲ့တူတွေရောမရောက်လားဆိုတော့ယနေ့ခေတ်ရွတ်ဖတ်ပူဇော်နေတာတွေကြီးကျယ်အပြည့်ဒိဗေတိနားမလဲတာတွေကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မို့ဖျားရှိကိုမြေတံပဋ္ဌာန်းရွတ်ပူဇော်နေတဲ့ပုံကိုယ်တွေလည်းဒီစာအုပ်ကိုမဖြစ်မနေလုံးဝဖတ်တဲ့နယ်လို့ကျွန်တော်မြင်ပါတယ်။ကျွန်တော်တို့ဗုဒ္ဓဒေသနာတော်ကရွတ်ဖို့ထက်အထက်မှာအနှစ်သာရတွေအများကြီးရှိပါတယ်။ဒါကြောင့်အထက်ကအနှစ်သာရတွေကိုထုတ်ယူသုံးဆွဲနိုင်ဖို့ကပိုရေးကြည့်ပါတယ်လို့ကျွန်တော်သင်ပြချင်ပါတယ်နောက်တစ်ခုကဒီစာအုပ်ကတော့လက်ရှိနေတာမှာဈေးနှုန်းကတော့18000ရှိပါတယ်နောက်ထုတ်ဝေတဲ့အချိန်ကနဝမအချိန်ရှိပါပြီထုတ်ဝေတဲ့နှစ်ကတော့2022ပေါ့နော်ဒါပေမဲ့ရှေ့မှာပထမအချိန်ကဘယ်ခုနှစ်ထုတ်တယ်ဆိုတာကျွန်တော်မလေ့လာသေးဘူးပေါ့နော်ဒါပေမဲ့ဒီစာအုပ်ခုပြထားတဲ့စာအုပ်လေးတော့နဝမအချိန်2022မှာထုတ်ဝေပါတယ်စာမျက်နှာအပြင်တော့396စာမျက်နှာရှိပါတယ်ဒါကြောင့်ဒီစာအုပ်လေးကလူတိုင်းဖတ်တဲ့နဲ့ထင်လို့ကျွန်တော်ဗီဒီယိုလေး review ရေးလိုက်တာပေါ့ဘာလို့ပြောပြမလဲဆိုရင်လူတိုင်းအတွက်ပဋ္ဌာန်းပေါ့နော်ဒီစာအုပ်လေးကိုမျှဝေပေးခြင်းနဲ့နောက်ပြီးတော့ဝယ်ဖတ်စေခြင်းနဲ့လေ့လာစေခြင်းနဲ့ကိုဘွားတွေလည်းကျင့်သုံးမှုတွေအများကြီးရသိကျင်တယ်ပေါ့နော်ကျွန်တော်ကတော့တက်တစ္ဆာစာရေးဆရာလို့ပို့စတင်နေတဲ့နတ်မရှင်ကလောင်မြီနဲ့စာရေးနေတူဖြစ်ပါတယ်ဒီကျွန်တော်ပြောချင်တဲ့လူတိုင်းအတွက်ပဋ္ဌာန်းဆိုတာကတော့မြတ်ဗုဒ္ဓရဲ့ပဋ္ဌာန်းပေါ့နော်ပဋ္ဌာန်းကျမ်းဆိုတာနာနာပကာရထူးထူးပြပြတော့ຢာတွေနဲ့စမ်းကြယ်ကျယ်ဝန်းနေစတဲ့နာလောကတွေမှာဆင်တော့ပြောများကြတာရှိတယ်ပေါ့ဗျာပရိကြီးကျက်လို့ရှင်တစ်စက္ကတော့များတာကျက်ရပြီးတဲ့ဆင်လူထွက်ခြင်းစိတ်တို့ပြန်ပြေးခြင်းစိတ်တွေပေါက်တဲ့စတဲ့သားဘဝအတန်လေးနဲ့ကြည်လာတော့ဝနီးတို့တုတ်တန်းတို့ဗိဓမာတို့သင်ရတဲ့ခါမှာနောက်ဆုံးကြည့်ရတာဓာတုကထာပဋ္ဌာန်းကျမ်းနေပေါ့နော်စိတ်ညစ်စရာနားလည်ရခက်တယ်လေ့လာခက်တာတွေပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ကြည့်ရတဲ့အထဲမှာပြင်းစရာကောင်းဆုံးကတော့ကစီးတရာပေါ့အခက်အဲကြောင့်မစတဲ့သားလောကမှာတော့ခက်သုံးခဲဆိုတာတွေပြောကြတာပေါ့နော်ခက်သုံးခဲကဘာလဲတဇကတို့ပဋ္ဌာန်းတွေကဒီပဋ္ဌာန်းဒေသနာတို့နောက်တစ်ခုကဘာလဲဆိုတော့အခုပြောတဲ့ပဋ္ဌာန်းနောက်တစ်ခုကတော့တရာပေါ့ကစီးတရာ
ဒါကတော့ခက်တဲ့အကြောင်းတွေပြောပြတာပါနော်ဒါပေမဲ့ဒီလူတိုင်းတွေပဒန်းဆိုတာကိုစာရေးဆရာကဆရာတော်ဓမ္မဘေဘီဆရာတော်ဖြစ်ပါတယ်ဓမ္မဘေဘီဆရာတော်ရဲ့ဒီစာအုပ်ကိုလေ့လာကြည့်မယ်ဖတ်ရှုမယ်ဆိုရင်တော်တော်လေးနားလည်သွားနိုင်ပါတယ်ကျွန်တော်ချမ်းမြင်လေးပထမဆုံးဟေတုပစ္စည်းကျွန်တော်တို့လူလောကဒီတကြီးရွယ်ဝင်လေ့လာကြတယ်ဟေတုပစ္စည်းရောဟေတုပစ္စည်းရောဆိုလို့ဖတ်လိုက်တာ ਨੇ ဟေတုဆိုတာဟိတ်6ပါပေါ့နော်ဟိတ်6ပါဆိုတော့ဒါကိုပထမရွှေကျင်ဆရာတော်ကြီးရဲ့အနှစ်တဲတာကတော့ဟိုရေတောင်းမြင့်နဲ့အနှစ်တဲတာပေါ့နော်ရေတောင်းမြင့်ကတော့ဒီ3ပင်ဟိတ်3ပင်ဒီဘက်3ပင်ဆိုတော့6ပင်ပေါ့ရေတောင်းမြင့်6ပင်ဆင်းလာတဲ့နေရာမှာအဲ့ဒီရေတောင်းမြင့်တည်းရဲ့အမည်ကပါလဲတဲ့လောဘရေတောင်းမြင့်ဒေါသရေတောင်းမြင့်မောဟရေတောင်းမြင့်လိုချင်လွန်အကြည့်တဲ့အမြင့်ရေတောင်းမြင့်ရဲ့ခက်တန်ကြမ်းတမ်းတဲ့နော်ဒေါသရေတောင်းမြင့်ရဲ့မတိအဝိဇ္ဇာ၃ခုပေါ့နော်နောက်ကောင်းတဲ့ရေတောင်းမြင့်ကတော့သူရဲ့ဆန့်ကျင်ဘက်အလောဘအဒေါသအမောဟဆိုတဲ့ရေတောင်းမြင့်အလောဘဆိုရင်မြတ်တဲ့သဘောတရားရှိတယ်မြတ်တဲ့တွေးတတ်တယ်အဒေါသဆိုတာကတော့မေတ္တာတော်ရဲ့ပုံမှာမေတ္တာထားတယ်ကိုယ်နဲ့ကိုယ်ရာနှိုင်းเสียဖြစ်တယ်နောက်အမောဟဆိုတာအတိအလိမ္မာဉာဏ်ပညာဝိဇ္ဇာအမောဟနော်ဒါတွေပေါ့နော်အဲ့ဒီရေတောင်းမြစ်၃ခုရှိပါတယ်လူတစ်ယောက်ကလည်းဒီလိုပဲကိုတွေးလိုက်တဲ့အရာတစ်ခုခုကိုဒီရေတောင်းမြစ်၃ခုကနေစီးဆင်းနေစီးဆင်းပုံစီးဆင်းနေဘာကြောင့်ဘလို့စီးဆင်းတယ်လဲဆိုရင်ကိုယ့်ရဲ့နှလုံးတွင်းပေါ့နော်ကိုယ့်ရဲ့နှလုံးတွင်းကအဓိကပါပဲဒါကြောင့်ဟေတုပစ္စည်းကိုနားလည်ရမှာဆိုရင်ကိုကအရှိမလာတဲ့ကာရစီကိုမြင်လိုက်တယ်ဆိုရင်သူရဲ့ဟေတုပစ္စည်းရောဆိုတဲ့ဒီပစ္စည်းနာပစ္စည်းရောပေါ့နော်ကိုဘလို့နှလုံးသွင်းမိတယ်လဲကိုဘလို့နားလဲလဲဒါအဓိကပါကိုကကာရစီကိုမြင်လိုက်တယ်ဆိုရင်အဲ့ဒီကားကိုဒီကောင်ခိုးလို့ရတာလားမဟုတ်ခိုးလို့ရတာနေမှာပေါ့ဒီကောင်ဘယ်ကမှလာလဲမသိဘူးအစသဖြင့်မုဒိတာမပွားနိုင်တဲ့မကောင်းတဲ့ဟိတ်တွေစီးစင်တာပေါ့နော်တယောက်ကကျတော့သူမကားလေးတွေစီးလာတာတွေ့ရတော့ဝမ်းမြောက်တယ်ကျဉ်းတ်တယ်ပီတိဖြစ်တယ်ဒါဆိုရင်ကောင်းတဲ့ဟိတ်တွေကြီးစိုးသွားတာပေါ့နော်ဒီအပင်တစ်ပင်ရဲ့ပေါက်ဖွားမှုဒီပင်တစ်ပင်ရဲ့ကြီးထွားမြိုင်ဆိုင်မှုဖွံ့ဖြိုးမှုဆိုတာကဒီရေတောင်းမြစ်၃ခုနဲ့မကောင်းတဲ့ရေတောင်းမြစ်၃ခုနဲ့ကောင်းတဲ့ရေတောင်းမြစ်၃ခုအဓိကဆိုင်ပါတယ်ရေတောင်းမြစ်ကိုနားလည်အောင်ပြောရမယ်ဆိုတော့နှလုံးတွင်းမှန်တာနဲ့နှလုံးတွင်းမှားတာပေါ့နှလုံးတွင်းမှားရင်တော့ရေတောင်းမြစ်မကောင်းတဲ့စီကိုစီစဉ်သွားတယ်အဆုပ်ယူတယ်ကောင်းတဲ့ဟာတွေကိုတွေးမိရင်တော့ကောင်းတာတွေကိုအဆုပ်ယူသွားတယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်ဒါဒီလိုဆရာတော်ရဲ့ရှင်းပြချက်ကိုကျွန်တော်အကြံဉာဏ်လေးပြပြတာပေါ့နော်အခြေပြည့်စုံတော့ဆက်လက်ပြီးတော့လေ့လာကြပါဦး review ရေးတာတော့မပြည့်စုံဘူးပေါ့ဗျာဒါပေမဲ့နောက်ကိုဆက်ပြီးတော့ review ကောင်းကောင်းရေးနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်